ဒီလူနေရာမျိုးကိုနေ့တိုင်းတက်လိုက်ဆင်းလိုက်လောက်ရမယ်ဆိုလို့ရှိရင်တက်နိုင်ပါမလားကျွန်တော်တော့မဖြစ်နိုင်ဘူးထင်တယ်သူတို့တွေကအဲ့ဒီအပေါ်မှာကိုအိမ်ဆောက်ပြီးနေကြတယ်ဗျာကြောက်တောင်ကြီးပေါ်မှာကျွန်တော်တို့ပင်းတရားကပေပေါင်း4000ကျော်မြင့်တဲ့နေရာအောင်မှကျွန်တော်တို့ကားနဲ့တက်ပြီးတော့သွားတာတော့တော်တော်ပင်ပန်းနေပြီသူတို့တက်နေတဲ့တောင်ကကျွန်တော်အထင်တော့ပေပေါင်း2000ကျော်လောက်တော့ရှိမှထင်တယ်ကျွန်တော်ဆိုရင်တော့နေ့တိုင်းမဖြစ်နိုင်ပါဘူးသူတို့ကတော့ဖြစ်နိုင်တယ်နေ့တိုင်းအဲ့ဒီလိုပဲဆင်းလိုက်တက်လိုက်နဲ့သွားနေတာပါတနေ့အဲ့လိုသာတက်ရမယ်ဆိုလို့ရှိရင်မလွယ်ဘူးအဲ့လိုဆင်းရမယ်အဲ့လိုတက်ရမယ်ဆိုမလွယ်ဘူးသူတို့တွေကtourist တွေလေထိုကြီးပြောကြသွားပြီတနာပါတယ်ကွာကဲတာကနောက်တယောက်နော်အိမ်ပြန်လန်းသူ့ရဲ့အိမ်ပြန်လန်းအိမ်ပြန်လန်းကိုတက်နေတာနော် tourist တွေမဟုတ်ဘူးသူတို့ကသူတို့အိမ်ကိုသူတို့ပြန်နေတာသူတို့အိမ်မောနေသူတို့ဆင်းလာတာအဲ့လိုမျိုးကြီးတရားနေနိုင်မလားကျွန်တော်တို့မနေနိုင်ဘူးအဲ့လိုမျိုးကျွန်တော်မနေနိုင်ဘူးဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုလို့ရှိရင်တော့အသေးလေးတွေပေး comment လေးတွေရေး see you later alligator bye